2026ရဲ့နောက်ဆုံးပေါ် Jet E4C model လေးကိုဆင်ပြသွားမှာဖြစ်ပါတယ်။ဆက်ကိုဝယ်လိုက်တဲ့အခါမှာပထမပုံလေးကအချုပ်ဆက်အတွက်ဖြစ်ပြီးတော့ဒုတိယပုံလေးကစက်ခုံအတွက်ဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်ကစက်ခုံလေးကိုအရင်ဆုံးဆင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယပုံလေးကိုပါကင်ဖွင့်လိုက်ပါတယ်။တဲ့အတွက်လိုအပ်တဲ့စက်ခုတွေပါမယ်။ခြေထောက်တစ်စုံပါမယ်။ bracket နှစ်ချောင်းပါမယ်။ခြေနှင်းပြားရဲ့စက်တင်ဖို့အတွက်တသားပြားဆိုပြီးပါမယ်ပေါ့နော်။သူ့မှာပါလာတဲ့စကူတွေကိုအန်ဆွဲတွေကိုကျွန်တော်တို့ဖောက်ထည့်လိုက်မယ်ပေါ့နော်ပထမဆုံးတော့ဆက်6ကိုနက်လေးတွေတက်တော့မယ်ပေါ့နော်အဲ့တော့နက်တက်တဲ့ခါမှာကျွန်တော်ရဲ့အရက်ကနည်းနည်းမြင့်တာဖြစ်တဲ့အတွက်ဆက်ကိုအမြင့်ဆုံးလိုချင်လို့ကျွန်တော်2ပေခွဲကိုကြော်သေးတယ်3လက်မလောက်ကြော်တယ်ပေါ့နော်အဲ့ဒီနေရာလေးမှာကျွန်တော်အန်ဆွဲလေးကိုဆွဲထုတ်ပြီးတော့နက်ကိုတက်မှာဖြစ်တယ်တကယ်လို့ကိုကပုံမှန်လူပဲဆိုလို့ရှိရင်တော့ဒီသူတက်မှတ်ပြီးထားတဲ့ range လေးအတွင်းမှာပဲနက်ကိုတက်ရမယ်ပေါ့နော်ဒါကျွန်တော်ကတီးတန့်အမြင့်မြင့်လေးလိုချင်လို့အပေါ်ထစ်တူးပြီးတော့တက်ထားတာဖြစ်တယ်နောက်တစ်ဘက်ကိုလည်းကျွန်တော်တို့ဒီတာနိုင်လေးပဲတက်လိုက်မယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်နှစ်ဖက်စလုံးတက်လို့ပြီးသွားပြီပေါ့နော်စကရူလေးတွေတက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ bracket စပြီးတော့တက်တော့မယ်ပေါ့နော်ဒါဆက်ရဲ့နောက်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီလိုစကူပေါင်းလေးနှစ်ခုပါနေတယ်ဒီစကူပေါင်းနှစ်ခုပေါ်မှာကျွန်တော်တို့က jet logo ပါတဲ့ bracket ပြားလေးကိုတင်ပြီးတော့စကူစုပ်မယ်ပေါ့နော်အဲ့တော့စကူစုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းတခါတည်းနဲ့ဂိတ်ဆုံးထစ်ကြတာမျိုးမဟုတ်ဘဲနဲ့ net ၄ခုလုံးကိုစကူကြက်လို့ပြီးသွားပြီဆိုမှနောက်ဆုံး file နဲ့မှာနောက်ထပ်တစ်ကြိမ် file နဲ့ပြန်ပြီးတော့ကြက်ပေးရမယ်ပေါ့နော်လေးကကြတော့စက်ကိုချုပ်နေစဉ်အတွင်းမှာရွေ့မသွားအောင်အောက်ကနေပြီးတော့ခံပေးရတဲ့ rubber ပြားလေးဖြစ်တယ်ကိုယ့်ရဲ့အခင်းကကြွေပြားတွေတက်ထားမယ်ဆိုလို့ရှင်ဒီကောင်လေးတက်မယ်ပေါ့နော်တက်မန်ဒလင်းခင်းထားတယ်ဆိုတော့သူ့မှာပါတဲ့ဘိန်းတွေကိုသုံးလို့ရတယ်ပေါ့နော်ပြီးသွားတာနဲ့ဒီဖလန်ပြားလေးကိုဆက်ရက်ပြီးမှနှလုံးနဲ့လာပြီးတော့တက်ရမယ်ပေါ့နော်အဲ့တော့ဒီ net တူတက်တဲ့အခါမှာ final ရပြီဆိုရင်ကြက်လေးလုတ်ပြီးထားဖို့လိုတယ်ပေါ့နော်မဟုတ်တဲ့အခါမှာစက်ကြီးမလိုက်တဲ့အခါမှာ6နေရာတို့ပါတို့အန်ဆောင်းတာတို့ဆိုဒီကနေဖြစ်တာပေါ့နော်ပြီးသွားတဲ့အခါမှာချင်းနှင်းပြက်လေးကိုတက်မယ်ချင်းနှင်းပြက်လေးကိုတက်တဲ့အခါမှာညာဘက်ကနေရည်လို့ရှိရင်ဒုတိယ range ပေါ့နော်အဲ့ဒီ range အတွင်းမှာပဲကျွန်တော်တို့ချင်းနှင်းပြအထိုင်လေးကိုတက်မယ်ပြီးတော့နောက်ထပ်သူ့နဲ့တကွက်ကျော်မှာနောက်ထပ်ဘယ်ဘက်ကအတွက်ကိုနှစ်ခုစလုံးအဲ့လိုမျိုးတက်မယ်ပေါ့နော်အဲ့တော့ပထမတစ်ခုတက်တဲ့ခါမှာတော့အတီတက်လိုက်မယ်ဒုတိယတစ်ခုကိုကျတော့ချင်းနှင်းပြတင်ပြီးသွားတဲ့ခါမှာပြန်ကျက်လိုက်တဲ့အခါမှာချင်းနှင်းပြလေးကအကိုက်လေးရမယ်ချင်းနှင်းပြတက်လို့ပြီးသွားရင်တော့လှုပ်ကြည့်ရမယ်เนาะကွန်းတော့အဲ့တော့အတန်နေပါတွေထွက်နေတာဒီကနေပဲထွက်တာပေါ့เนาะအဲ့တော့ငိမ့်အောင်လုပ်ရမယ်အဲ့တော့ငိမ့်အောင်ဆိုပြီးနင်းကန်ကျက်လိုက်တဲ့အခါမှာလည်းလီဘာနင်းလို့မရဘဲနဲ့အရန်ကျက်သွားတဲ့ဟာမျိုးမဖြစ်စီနဲ့ပေါ့เนาะဒီနေ့များတက်ထားတဲ့ bracket ပြားလေးရလာပြီဆိုရင် bracket အတွက်နေရာလေးကိုကျွန်တော်တို့အပေါ်ကနေပြီးတော့14စင်တီမီတာအကွာအဝေးမှာနှစ်ဖက်စလုံးမှတ်ပြီးတော့ bracket ပြားကိုတက်မှဖြစ်တယ်အပေါ်ကနေပြင်ပြီးတော့တိုင်းမယ်ဆိုရင်14စင်တီမီတာရှိရမယ်เนาะအဲ့တော့ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်အခုသတ်မှတ်ထားတဲ့အမှတ်လေးက14စင်တီမီတာအမှတ်လေးဖြစ်တယ်ရှေ့ဘက်ကကောင်လေးကကြတော့ jet စလုံးစောက်ထူးဖြစ်နေရမယ်ချင်းနှင်းပြားလေးမှာအဆွဲလေးပါနေရမယ်ပေါ့နော်အဲ့ဒီချင်းနှင်းပြအဆွဲလေးက G ဆိုတဲ့ဘက်ချမ်းလေးမှာတက်ရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် K ဆိုတဲ့ဘက်ချမ်းမှာသွားပြီးတက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘယ်ဘက်6နဲ့လာပြီးတော့နည်းနည်းလေးတိုက်ချင်နေပေါ့နော်အဲ့တော့ကြောင့်လို့ကျွန်တော်တို့တက်လို့ရှိရင်အမြဲတမ်းပဲဒီဘက်မှာပဲတက်တယ် K မှာတက်လို့လည်းရတယ်နော်အဲ့တော့ကျွန်တော်တို့နေရာအတိအကျချိန်လို့ပြီးသွားပြီဆိုလို့ရှိရင်ဖလန်ပြားလေးကိုကြာတော့အောက်ကမြောင်းလေးတွေကိုထည့်လိုက်မယ်အပေါ်ကကြာတော့ net လေးနဲ့လာပြီးတော့စုံမယ်ပေါ့နော်အဲ့တော့ net စုပ်တဲ့ခါမှာဆိုတော့ဖလန်ပြားလေးကကလန့်ပေးထားတဲ့အတွက်ကြောင့်မလို့ချင်းနှင်းပြားအောက်ကိုပြုတ်မကြတာအဲ့ဒီပုံစံလေးပဲတက်ပေးရမယ်အလားတူပဲနောက်တစ်ဖက်ကိုလည်းဒီပုံစံတိုင်းတက်ပေးရမယ်နော်အဲ့ဒီလိုတက်တဲ့အခါမှာဒီနေရာလေးတွေမှာဆိုရင်ဒေါင်းစီနေရမယ်ပေါ့နော်ဟနေတာတို့အထဲကိုဝင်သွားတာတို့မဖြစ်ရဘူး6နဲ့တဒန်းတဲ့နေရာမှာပြင်းကြီးအမှတ်နေရာမှာရှိရမယ်နော်ဒီရနဲ့စက်ခုံရဲ့အရေးကြီးဆုံးအပိုင်းတွေရောက်လာပြီပေါ့နော်ဒီအဝိုင်းရှိနေတဲ့ဘက်ချမ်းမှုပဲနဲ့သူနဲ့ဆန့်ကျင်ဘက်ဒီဘက်အချမ်းလေးမှာမြင်းဖြောင်လေးတစ်ခုကိုဆွဲလိုက်မယ်ဆွဲလို့ပြီးသွားတဲ့အခါမှာဒီဘက်ကနေပြီးတော့10 cm အမှတ်ကိုမှတ်လိုက်မှာမှတ်ပြီးသွားတဲ့အခါမြင်းဖြောင်လေးဆွဲလိုက်ပေါ့နော်အဲ့တော့အဲ့ဒီနေရာဒေါင်းမှန်ကြရမယ်ပေါ့နော်ဒီဒေါင်းမှန်ကြတဲ့နေရာလေးမှာကျွန်တော်တို့ကဆက်6ကိုလာပြီးတော့တက်မှဖြစ်တယ်နောက်တစ်ခုကကြတော့ဆက်6အတွက်နေရာသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်အန်ဆွဲအတွက်နေရာသတ်မှတ်မှာဖြစ်တယ်အန်ဇက်အတွက်ကိုတော့
ခုံလေးရဲ့ညာဘက်ချမ်းနေပြီးတော့အတွင်းထဲကို8 cm ဝင်လိုက်မယ်ဝင်လို့ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်မြင်းလေးဆွဲလိုက်မယ်မြင်းဆွဲပြီးသွားပြီဆိုလို့ရှိရင်ဆွဲလိုက်တဲ့ line ပေါ်မှာအန်ဆွဲရဲ့ရှာလန်းလေးကိုတင်ပြီးတော့စကူတွေစုံမှာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့တော့အန်ဆွဲရဲ့လက်ကင်လေးကိုဒီကျွန်တော်ဘက်မှာမဟုတ်ဘဲနဲ့ကျွန်တော်နဲ့ဆန့်ကျင်ဘက်လေးမှာရှိမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာခုနကင်မရာထဲမှာတစ်ခုလုံးမဝင်လိုက်လို့เนาะအဲ့တော့ကျွန်တော်ရက်နေတဲ့ဘက်ကစက်ရဲ့နောက်ဘက်ချမ်းဖြစ်ပြီးတော့ကျွန်တော်နဲ့ဆန့်ကျင်ဘက်ရက်ကအရှိဘက်ချမ်းဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ကြောင့်မလို့တော့ကျွန်တော်နဲ့ဒီမှာအန်ဆွဲလေးကိုရှေ့ကိုဆွဲထုတ်လိုက်တယ်โอเคပြီးရင်ရှာလန်းလေးတွေတက်ပြီးတော့စကူလေးစုပ်လိုက်လို့ရှင်အန်ဆွဲတက်တာလည်းပြီးပြီပြီးသွားလို့ရှိရင်ဆက်ချောက်အတွက်နေရာသတ်မှတ်တာလည်းပြီးပြီဆိုတော့ဆက်ချောက်လေးတွေကိုတင်လို့ရပြီပေါ့နော်ဒီနေရာမှာစကူလေးကိုသတ်မှတ်ထားတဲ့ range အတွင်းမှာပဲထားပြရမယ်ပေါ့နော်ကျွန်တော်ကဒါဆက်လီရဲ့အမြင့်ကိုပို့ပြီးတော့မြင့်ကျင်တဲ့အတွက်ကြောင့်မလို့အပေါ်ဆုံးသတ်မှတ်ထားတဲ့ range ရဲ့အပြင်ဘက်မှာသွားပြီးတော့တက်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့လိုက်စင်မဲ့သူတွေအနေနဲ့ကိုကဆင်မယ်ဆိုလို့ရှိရင် range အတွင်းမှာထားရဲဆိုရင်ပို့ပြီးတော့ကောင်းတယ်ကျွန်တော်ကကြတော့ဆက်ရဲ့အမြင့်ကိုပို့ပြီးတော့အမြင့်မြင့်လေးလိုချင်လို့အပေါ်ဆုံးမှာထားတာပေါ့နော်โอเคအဲ့တော့ဒီမှာကျွန်တော်တို့ကစက်ခုံလေးကိုတင်လိုက်မယ်တင်လိုက်တာနဲ့ကျွန်တော်တို့ခုနကဒေါင်းမှန်ယူထားတဲ့အမှတ်လေးကိုတစ်ဖက်မှာတောင်းမှန်ယူထားတဲ့အမှတ်လေးကိုချိန်လိုက်တာနဲ့ကျန်တဲ့ဘက်တွေအကုန်လုံးကညီသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီတောင်းမှန်ယူထားတဲ့အမှတ်မှာစက်ခုံရဲ့ခြေထောက်လေးကိုတင်ပြီးတော့စကရူတွေလိုက်ပြီးတော့တစ်ဖက်ထဲကိုဆွဲလိုက်မယ်ဆွဲပြီးသွားတဲ့အခါမှာဒီကိုရဲ့ညာဘက်ချမ်းမှာဖြစ်မဲ့ကောင်လေးကိုလည်းလာပြီးတော့စကူမြင်းဖြောင်းပေါ်မှာတသားတဲ့စကူပြန်ဆုပ်လိုက်တဲ့အခါမှာတောင်းမှန်လေးကြီးပဲအကုန်လုံးပြန်ရတယ်ပေါ့နော်အဲ့တော့အခုဒီကျွန်တော်ဆင်သွားတဲ့အတိုင်းတာလေးဆိုလို့ရှိရင်ချုပ်လို့လည်းကောင်းတယ်စိတ်ဟိုမှာခဏခဏဆန်းထားတဲ့ format လေးဖြစ်တယ်ပေါ့နော်အကုန်လုံး net ဒီကျက်လို့ပြီးသွားပြီဆိုလို့ရှိရင်တောင်းမှန်ကြမ်းကြအောင်တော့ PJ နဲ့ပြန်ပြီးတော့တိုင်းမယ်တစ်ဖက်ကနေပြီးတော့တိုင်းလိုက်တဲ့တန်ဖိုးကကျွန်တော်ရဲ့ဆက်မှာဆိုရင်28လက်မခွဲရှိရပေါ့နော်ဒါဆိုရင်နောက်တစ်ဖက်မှာလည်းကျွန်တော်တို့က28လက်မခွဲရှိရမယ်ဒါမှသာလည်းကျွန်တော်တို့ချုပ်တဲ့အခါမှာမညောင်းတာတွေရေရှည်ရှုပ်လို့အဆင်ပြေတာပေါ့နော်16တွေမူမမှန်တဲ့အခါမှာဆက်ပေါ်မူတည်ပြီးလူကလိုက်ပြီးတော့ပြောင်းလဲပေးနေရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် point လေးနဲ့လွဲနေရဖြစ်တဲ့အတွက်ပြန် short ပြီးတော့နောက်တစ်ချိန် net ကိုပြန်ချက်တာပေါ့နော်တိတိကျကျလေးလုံးရင်ပို့ပြီးတော့ကောင်းနေပေါ့နော်ဒါကနောက်ဆုံးကျွန်တော်တို့နတ်တီချက်ပြီးသွားတဲ့အနေအထားလေးဖြစ်တဲ့တောင်းမှန်လေးတွေကြားရမယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လိုအသေးစိတ်လေးလုံးနေတာတခါလေကြာလဲဒီတိုင်းတက်ဆိုလဲတက်လိုက်တာပဲတက်တဲ့ဟာလဲချုပ်လို့မရအောင်မို့ချုပ်လို့ရတယ်ပေါ့နော်ဒီကောင်လေးကကြာကျွန်တော်တီတီစီချာလေးလောက်တာအဲ့လိုစိတ်ဝင်စားတော့ကြာတော့အလုပ်တစ်ခုဆိုလို့ရှင်လဲအမြဲတမ်းအဲ့လိုတီတီစီချာလေးလီလာပြီးမှလောက်တာပေါ့နော်ကျေးဇူးများတင်ပါတယ်အစကဒါကျွန်တော်ဘိန်းလုံးလေးမပါတော့ဘူးလို့ထင်နေရပါတော့ကျွန်တော်ကုမ္ပဏီရဲ့တရားဝင် website မှာတွားကြည့်တော့လေဘိန်းတွေအကုန်ပါတယ်ပေါ့နော်ဒါကျွန်တော်ရဲ့စက်ကြောင့်များမပါတာလားပေါ့နော်ဒါဒုတိယပုံထဲမှာမပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်ခုကျတော့အဲ့လိုမျိုးအပေါ်တီးတန့်မှန်တော့တီးတန့်ပုံလေးနဲ့ပါတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီစတူဒီယိုပုံစံမျိုးလေးလုပ်တဲ့အခါမှာအောက်ကအခင်းအောင်မှာကြွေပြားမကတ်ထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဆက်လာတဲ့အခါမှာကိုကစတူဒီယိုဆိုတော့ဟိုဘက်ကိုရွှေ့ရိုက်ဒီဘက်ရွှေ့ရိုက်ဆိုတာဆက်ကြည့်မမနိုင်ဘူးလေနော်လုံးစံကတစ်လုံး900နဲ့အလုံး50 2000ခွဲဖို့မှာထားတာပေါ့နော်ဘိန်းလုံးလေးတွေပါလာတော့အရန်ကိုပြောရပါလေလို့ဒီမှာဆိုလို့ရှိရင်ကုမ္ပဏီရဲ့တရားဝင် website QR code လေးလည်းပါတယ်ဖုန်းနဲ့ screen ဖတ်ပြီးသွားတဲ့အခါမှာတရားဝင် website ကိုဝင်လို့လည်းရတယ်လို့ကွန်ပျူတာမှာဝင်မယ်ဆိုလို့ရှိရင်လည်းကွန်ပျူတာရဲ့ Chrome နဲ့တစ်ချက်သွားလိုက်မယ်ပြီးရင် chinajet.com လို့ရိုက်ရှာလိုက်မယ်ပေါ့နော် CHINA China ပြီးသွားလို့ရှိရင် gck.jet.com ဆိုပြီး enter ခေါက်လိုက်ပါOkay chinajet.com လို့ဝင်သွားပြီဆိုလို့ရှိရင်တော့ဒီမှာသူ့ရဲ့ model နဲ့ name list ဂျက်ကထွက်ထားတဲ့ model အကုန်လုံးဒီမှာဝင်ကြည့်လို့ရမယ်ပေါ့နော်အဲ့တော့ခုနဟာကျတော့ဆက်မှာပါတဲ့ကျွန်တော်ဘောင်ချာမှာပါလာတဲ့ QR code လေးကကျတော့ Jet E4C ကိုပဲတန်းပြီးရောက်တာဒီကကျတော့အဲ့လိုမဟုတ်ကုမ္ပဏီကထုတ်ထားတဲ့ဘယ်ဆက်မဆိုအကုန်လုံးတန်းပြီးရောက်တာပေါ့နော် Okay အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီintelligent total solution ပေါ့နော်ဒီမှာဆိုရင် warehouse ရှိမယ် logistics ရှိမယ်ဒါနိုင်ငံခြားတွေပို့တဲ့ warehouse ပေါ့နော်ဒါကျွန်တော်အများကြီးတော့နားမလည်ဘူးလေ့လာထားသလောက်ပေါ့နော်နောက်တစ်ခု fabric and accessory warehouse ဆိုလို့ရှိရင်ပိတ်စားနဲ့ကျန်တဲ့ဆက်ချုပ်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေဒီဂျက်ကလည်းမိဘူးတွေထွက်တယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ပြီးရင်ဒီအချုပ်ဆက်တီကိုဒီမှာ workshop ပုံစံမျိုးပေါ့နော်သူတို့
တိဆောက်တဲ့နေရာတွေပေါ့နော်ဒါအကြံမြင်အဖြစ်သူတို့ဒီလိုလေးပြထားတယ် okay အဲ့တော့အဲ့ဒီထဲမှာကျွန်တော်တို့ကဘာလို့သွားယူပေးရမလဲဆိုလို့ရှိရင်ဒီအောက်မှာကျတော့သူကထွက်ထားတဲ့ model နဲ့ဓာတ်ပုံတွေအကုန်လုံး down jacket အစရှိသဖြင့်အကုန်လုံးဒီမှာရေးပေးထားလိမ့်မယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ကlost it machine ဆိုတဲ့ထဲဝင်ရမယ်နော်ဒီပုံလေးနေမှာမဟုတ်ဘူး lost it machine ဆိုတဲ့ဟာလေးနှိပ်လိုက်တဲ့အခါမှာဒုတိယတက်ခုလေးတက်သွားလိမ့်မယ်ဒုတိယတက်ထဲမှာဆိုလို့ရှိရင် lost it နဲ့ပတ်သက်တဲ့ jack ထွက်ထားတဲ့ model တွေအကုန်လုံးမြင်ရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်က jet e4c ပေါ့နော် e4c မှာဆိုရင် 1D word threading ဆိုတဲ့ဒီကောင်လေးထပ်နှိပ်လိုက်အဲ့တော့ဒီနေရာရောက်လာပြီဆိုရင် NDB system ပေါ့နော်အဲ့တော့ဒီ set ရဲ့အသုံးပြုပုံအသေးစိတ်ကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာအသေးစိတ်လေးအကုန်ပြမယ်နော်အခုက set ဆင်နေတဲ့အပိုင်းလေးမှာဆိုတော့ကြာနည်းနည်းလေး run through ပုံစံမျိုးလေးပဲပြောပြမယ်အဲ့တော့ဒီမှာဆိုရင် product catalog ရှိမယ် manual ရှိမယ် PPT introduction gap right ပေါ့နော်နောက်တစ်ခု NDB ဆိုတာ no thread break system ကိုပြောတာပေါ့နော် okay အဲ့တော့ဒီမှာဆိုရင်ဗီဒီယိုတွေကြည့်လို့ရမယ်နောက်တစ်ခုဒီမှာဆိုလို့ရှိရင် product instruction ပေါ့နော်ဒီမှာပတ်သက်တဲ့ဒီ E4C မှာဘာတွေအားသာလာလဲပေါ့နော်အစရှိသဖြင့်ဒါကြတော့set သုံးပြတဲ့အခါကျရင်သူ့မှာပါလာတဲ့ AutoPad 9 Brain AI chip ဆိုတဲ့အဲ့ဒီ chip ပြလေးပေါ့နော်အဲ့ဒီဟာတွေဘလို့အလုပ်လုပ်တာလေးဆိုတဲ့ဟာလေးကိုနောက်တစ်ပိုင်းမှာထပ်ပြီးတော့ရှင်းပြမယ်အခုလောလောဆယ်မှာတော့ bouncer စာရွက် QR code မှာပါတဲ့ဟာလေးကိုပြောပြတာဖြစ်တယ်ပြီးတော့ဒီ set လေးကကျွန်တော်2026မှာနောက်ဆုံးပေါ်ထွက်ထားတာမဟုတ်ပေါ့နော်2025 March လမှာသူက launch လုပ်ထားတာဖြစ်တယ်ကျွန်တော်မြန်မာ BSC ကွက်ရောက်လာတာ2026မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဆိုင်တော်များများက2026ရဲ့နောက်ဆုံးပေါ်ဆိုတာဒီထွက်တဲ့ခုနှစ်ကတော့2025 March လမှာ March လ10ရက်နေ့မှာ release လုပ်ထားတာပေါ့နော်မြန်မာ BSC ကွက်ကိုကြတော့2026မှာရောက်လာတာဆိုတော့နောက်ဆုံးပေါ်ဆိုတဲ့ပုံစံမျိုးပြောနေတာဖြစ်တယ်အဲ့တော့ဒီ set ရဲ့အသေးစိတ် function တွေတစ်ခုချင်းကိုကြတော့ set အသုံးပြုနေဗီဒီယိုလေးမှာပြန်ပြီးတော့တီချာလေးရိုက်ပြပေးမယ်ပေါ့နော်အခုလောလောဆယ်မှာတော့ဆက်စင်တဲ့အပိုင်းလေးကိုပြန်ပြီးတော့သွားရအောင်โอเคပြီးသားလို့ရှိရင်တို့လီဗာစပြီးတော့တက်တော့မယ်ခြေနှင်းပြားနဲ့လီဗာနဲ့တက်ဖို့အတွက်ဒီမှာတန်ချောင်းလေးရှိရပေါ့နော်ပြီးတော့ဒီမှာစကူတုပ်လေးလည်းပါတယ်အဲ့ဒီ wire clip လေးတွေကကျွန်တော်တို့ set တက်ပြီးသွားတဲ့အခါမှာ wire clip ကခုံနဲ့တွဲရိုက်ပေးရမယ်မရိုက်တဲ့အခါတွေမှာဆိုရင်နောက်ပိုင်း set ရဲ့ကိုယ်တွေကနည်းနည်းနှုံးနေကျိုးလွတ်သွားတယ်လက်စင်ပြီးတော့ထိတစ်ချက်မထိတစ်ချက်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ခြေနှင်းတန်လေးတွေတက်လို့ပြီးသွားတဲ့အခါမှာအောက်ကလီဗာကိုလည်းနက်လေးကိုပြန်ကျက်လိုက်မယ်ပေါ့နော်အဲ့တော့လုံးဝအတီလုံးဝမကျက်သေးတော့ကျွန်တော် adjust လုပ်မယ်ပေါ့နော်ပြီးတော့ parallel ဖြစ်နေရမယ်ဒါမျိုးကားနေရာတွေဘေးကိုကားတာရှေ့တိုးနောက်ဆုတ်တွေမရဘူးကျွန်တော်တို့ဘေးက6ရောက်နဲ့အပြိုင်ဖြစ်ရမယ်လီဗာအတန်နဲ့ရလေနော်ဒီအဲ့လိုပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ motor ရဲ့ lever လေးကိုကြတော့ nut တီကျက်လိုက်တော့မယ်အဲ့တော့ကျက်တဲ့ခါမှာဆိုရင်ကျွန်တော်ရဲ့ဟာဆိုအရင်မပြိုင်ဘူးပေါ့နော်အဲ့တော့အရင်မပြိုင်ဘူးကျွန်တော်ဆိုရင်ဘယ်ဟာရွှေ့လို့ရမလဲပေါ့နော် lever ကိုရွှေ့မလားမရွှေ့ရင်ကျွန်တော်အပေါ်ကခြေနှင်းပြားပြန်ရွှေ့ရမယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အပေါ်ခြေနှင်းပြားတက်တော့ပြောခဲ့တဲ့ nut ကိုလုံးဝအတီးထင်မကျက်ဘူး adjust လုပ်လို့ရအောင်ညာဘက်ကနေရေလို့ရှိရင်ဒုတိယတက်ထဲမှာကျွန်တော်တို့က adjust လုပ်လို့ရအောင်ထားမယ်လို့ပြောထားခဲ့ရတယ်နော်အဲ့တော့ကျွန်တော်အပေါ်ခြေနှင်းပြားလေးကိုလည်း adjust လုပ်ပြီးသွားပြီးရပြီဆိုလို့ရှင်တော့ကျွန်တော် net တွေအကုန်လုံးပြန်ကျက်လိုက်လို့ရပြီပေါ့နော်အဲ့တော့ခြေနှင်းပြားမှာတက်ထားတဲ့ net ကိုလည်းအတီးကျက်လို့ရပြီ lever မှာတက်ထားတဲ့ကောင်ကိုလည်းအတီးကျက်လို့ရပြီဒါပေမဲ့အခုကျွန်တော်ကျက်နေတဲ့ center ကောင်လေးဆိုရင်အရင်အတီးထင်မကျက်သေးနဲ့ကျွန်တော်တို့set တင်ပြီးတော့အခါမှာ lever ကိုပြန်ချိန်မယ်ပေါ့နော်တစ်ခါလေးမှာtension အရင်တင်းတဲ့အခါမှာနင်းတော့မနင်းရသေးဘူးစက်က auto နင်းနေပေါ့နော်6ကမနင်းရသေးဘူးစက်က auto သွားနေတဲ့ပုံစံတွေဖြစ်မှာဆိုလို့ adjust လုပ်တယ်ဆိုတာအဲ့နေရာလေးမှာ adjust လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထပ်လိုက်တာလဲဆိုတာလည်းအတိအကျပြောလို့မရအောင်ဆက်တစ်လုံးနဲ့တစ်လုံးကနေရာအထားသူမတူတဲ့အတွက်ကျွန်တော်ခြေနှင်းပြားကိုညာဘက်မှာထားတယ်တယောက်ကချက်ဘယ်မှာထားရင်ကြတော့ထပ်ရတဲ့အကွာအဝေးတွေကမတူဘူးလေနော်အဲ့တော့ကျွန်တော်တို့ adjust ကလုပ်ကိုလုံးမရတယ်ပေါ့နော် adjust မလုပ်ဘဲနဲ့ဆင်ပေးလိုက်တဲ့အတိုင်းသုံးမယ်ဆိုရင်အဲ့တန်ချောင်းကြီးတင်းနေဆိုရင်အဲ့လိုကုန်းကြီးဖြစ်နေရတယ်အဲ့ဒီကနေစားတာပေါ့နော်ကြီးသွားတဲ့အခါမှာset အတွက်လိုအပ်တဲ့ sequence တွေကိုဆင်မှာဖြစ်တယ်အဲ့တော့ sequence မဆင်ခင်မှာဆိုလို့ရှိရင်သူကပစ္စည်းလေးတွေ rubber ပြားလေးတွေပါတယ်ပေါ့နော်ပတ်တာအတွက် set မထိခိုက်အောင်ထည့်ပြီးရ rubber ပြားလေးတွေကိုတက်လိုက်မယ်တက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့မှာပါလာတဲ့တန်တွေပါတယ်ပေါ့နော်အဲ့တော့အဲ့တန်တွေကရိုက်ကိုရှာရမယ်တန်မြိုက်ပေးထားတဲ့ခါမှာနောက်ဆက်ကိုနောက်တစ်ချိန်စီပြန်ထည့်တဲ့ခါမှာဆက်ကိုမားတာတို့ဆက်ပြင်လိုက်တဲ့ခါမှာဆက်ကိုနောက်ကိုလှန်လိုက်တာပေါ့နော်တက်တာပုံစံမျိုးလှန်လိုက်တဲ့အခါတွေမှာဆိုလို့ရှိရင်တန်မြိုက်ထားတဲ့အတွက်ကြောင့်မလို့အဲ့ rubber ပြားတွေအောက်ပြုတ်ကြတာတွေစီကန်တဲ့ကို rubber ပြားတွေပြုတ်ကျသွားတာတွေအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီချာလေးလုပ်ပြရမယ်ဒါလေးကတော့ချီတာလေးပေါ့နော်ချီတာလေးကိုနက်လေးဖြုတ်ပြီးတော့တောင်းလေးအောက်ကနေနက်လေးပြန်စိုးလိုက်မယ်အလားတူပဲဒါဆိုရင်အချီလုံးတင်တဲ့စင်လေးတွေကိုလည်းနက်လေးတွေစုပ်လိုက်မယ်အဲ့တော့စက်ရုံ3စက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အချီလုံးကနှလုံးတက်ဖို့နေရာလေးက2ခုပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီ
သူပေးထားတဲ့ဖော့ပြားလေးနဲ့အောက်က plastic ပြားလေးနဲ့ကိုတွဲမယ်ပြီးရင်ခြေတံလေးကိုအလယ်ကနေထည့်ပြီးတော့အောက်ကနက်လေးနဲ့ပြန်ပြီးတော့စုပ်ပေးရမယ်ပေါ့နော်ဒီကောင်လေးကတော့ခြေတိုင်းဆင်တဲ့နီးပါအဲ့တော့ဒီခြေတိုင်းလေးဆင်တဲ့အခါမှာဆိုလို့ရှိရင်လည်းအပေါ်နဲ့အောက်ကိုစိုက်တဲ့နေရာမှာတက်လို့ရတယ်ကျွန်တော်တို့ကင်မရာရိုက်တဲ့သူတွေဆိုလို့ရှိရင်ကြတော့ခြေတိုင်းလေးကိုအောက်မှာချထားတဲ့အခါမှာအပေါ် overhead ကရိုက်တဲ့ဆိုရင်အချီလုံးကကင်မရာထဲမှာရှုပ်မနေတော့ဘူးပေါ့နော်တကယ်လို့ကပုံမှန်ပဲချုပ်တယ်ဆိုလို့ရှိရင်ကြတော့ဒီချီစင်လေးကိုအပေါ်မှာတင်ထားလို့လည်းရတယ်ဒါကိုယ့်ရဲ့စိတ်ကြိုက်ပဲပေါ့နော်ဘယ်ဟာမှအတီလို့မဟုတ်တော့မကြိုက်ပြန်ပြောင်းလို့ရတယ်ပေါ့နော်โอเคပြီးသွားတဲ့ခါမှာလည်း step လေးကိုတက်လိုက်မယ်ပြီးရင် TU ဆိုတဲ့ဟာလေးကိုတက်မယ်တန်လိုက်တုံးဆိုတဲ့ဟာလေးကိုတက်မယ်ပြီးရင် C လေးကိုဖောက်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ C level အမှတ်လေး low နဲ့ high နဲ့ကြားထဲမှာသူက high ကိုသွားပြီးထိလိမ့်မယ်ပေါ့နော် high ထက်ပို့ပြီးတော့ကြော်လည်းမကြော်ဘူးဒါ ready made ပါတဲ့ဟာတွေမလို့နောက်ပိုင်းကိုထပ်ထည့်တဲ့အခါတွေမှာဆိုရင်high နဲ့ low နဲ့ကြားထဲမှာပဲဖြစ်ရမယ်အဲ့တော့ကျွန်တော်မှားနေတဲ့ဟာလေးကဘာလေးလဲဆိုရင်ဒီနေရာလေးမှာကျွန်တော် rubber တုံးလေးကိုအပေါ်ကနေထားရမှာကို rubber တုံးအပေါ်မှာမှကျွန်တော်စီကန်အောင်သွားပြီးတင်လိုက်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒါလေးကိုကျွန်တော် rubber တုံးပြန်ဖြုတ် rubber တုံးလေးရဲ့ကြားထဲမှာစီကန်ရဲ့နှစ်ဖားလေးကိုညှက်ပြီးသွားရမယ်ပေါ့နော်ညှက်လိုက်တဲ့အချိန်ကျမှတော့စီကန်လေးကိုပြန်ပြီးတော့တက်ပေးရမှာဖြစ်တယ်ဒီလိုပုံစံလေးပေါ့နော်ဆက်ဆင်ပြီးသွားတဲ့အခါမှာကျွန်တော်တို့လီဗာဘက်ကလာတဲ့ဂျိုးလေးကိုတက်လိုက်မယ်တက်ပြီးသွားတဲ့အခါမှာဆက်ရဲ့ပါဝါဂျိုးလေးကိုဒီအဝိုင်းပေါက်လေးရဲ့အောက်ထဲကိုပြန်ပြီးတော့ရှူလိုက်မယ်နော်ပါဝါဂျိုးလေးကအောက်ကိုရောက်လာပြီဆိုလို့ရှိရင်တစ်ခါရင်းနဲ့နေရာချပေးရမယ်ဒီနေရာမှာဝါယာကလစ်တီပေါ့နော်ခုနကျွန်တော်တို့လီဗာထုတ်လိုက်တော့ဝါယာကလစ်တီပါတယ်ပါလိုက်တဲ့ကလစ်တီဒီခုံရိုက်ဖို့အတွက်ပေါ့နော်အဲ့တော့အဲ့ဒီဝါယာကလစ်လေးတွေနဲ့ခုံထဲကိုတွဲပြီးတော့တသားလေးရိုက်ပေးရမယ်အဲ့တော့ဆက်စစင်ကနေရိုက်ရမယ်ပေါ့နော်နောက်မှရိုက်တဲ့အခါမှာဆက်ကအသားတည်သွားတာလေးဝါယာဂျိုးကကြာလာတဲ့နဲ့မြပို့ပြီးတော့မာလာတာအဲ့လိုမျိုးဖြစ်တဲ့အခါမှာဒီဆက်ရဲ့ပင်မမော်တာအချီကိုသွားပြီးတော့လှုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာဝါယာကလစ်လေးတွေကိုရိုက်ပေးရမယ်အကုန်လုံးဆင်လို့ပြီးသွားတဲ့အခါမှာဆက်လေးကိုရွှေ့လိုက်မယ်ဘိန်းလေးနဲ့ဆိုတော့တည်ရတာလည်းလွယ်ရပေါ့နော်နေရာအသေးလေးဖြစ်ပြီဆိုရင်တော့ဘိန်းမှာလော်လေးကိုချလိုက်မယ်ပေါ့နော်ကျွန်တော်တို့အကုန်လုံးဆင်လို့ပြီးသွားတဲ့အခါမှာဒါပြီးပြီလားဆိုမပြီးသေးဘူးပေါ့နော်ကျွန်တော်ရဲ့အချုပ်ဆက်က ground ချပြီးမှသုံးလို့ရတာလား ground မချဘဲနဲ့သုံးလို့ရတာလားဒီ wiring ပေါ့နော် electric short တွေဖြစ်လားမဖြစ်ဘူးလားဆိုတာကိုစမ်းသပ်ရအောင်ပဲခြိလာတာတွေမလာတာတွေကအဓိကမဟုတ်သေးဘူးပေါ့နော်အဓိကလူအတွက် safe ဖြစ်အောင်အရင်ကြည့်ပြီးတော့လုပ်အောင်ပဲပေါ့နော်အကုန်လုံးဆင်လို့ပြီးသွားပြီပေါ့နော်အဲ့တော့အကုန်လုံးဆင်လို့ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီအချုပ်ဆက်မှာပါလာတဲ့ခေါင်းလေးက3ခေါင်းလေးပေါ့နော်အဲ့တော့တစ်ခုကကျတော့ line ရှိမယ်နောက်တစ်ခုက neutral ရှိမယ်နောက်တစ်ခုက ground pin ပေါ့နော်အချရဲဆိုရရှိတယ်အဲ့တော့ဒီအချရဲဆိုတဲ့ pin ကိုဘာလို့ဒီလိုစက်ကြီးဒီမှာသုံးပြရတာလဲဆိုလို့ရှင်တို့မိုးချိုးဝင်တာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း electric short တွေဖြစ်မယ်ဆိုလို့ရှင်သူက short ကိုလူကိုမလိုက်စီပဲနဲ့ဒီအထဲဝင်သွားအဲ့လိုမျိုးလုပ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာသုံးတာကြတော့တော်တော်များများအမချကြဘူးလေနော်အဲ့တော့အမချတဲ့အတွက် plug ပေါက်မှာဆိုရင်တို့များသောအားဖြင့်ဒီလို2ပေါက်တွေပဲလာတယ်ဒါပေမဲ့လည်းတချို့ plug ပေါက်တွေမှာ3ပေါက်လာပြီးမဲ့လည်းအဲ့ဒီအကအပင်မစိုက်ထားဘူးပေါ့နော်ဆိုပါစို့ဒီမှာ3ပေါက်ပါနေပြီမဲ့ plug ခုံမှာဝင်ထားတာ2ပေါက်ပဲဝင်ထားတော့ဒီတစ်ပေါက်ကမသုံးသလိုပဲဖြစ်နေလိမ့်မယ်အဲ့တော့အချို့ set တွေမှာဓာတ်လိုက်တဲ့ဟာဘယ်ကနေစတာလဲအဲ့လိုကျင်သလိုလိုမျိုးပေါ့နော်ဓာတ်လိုက်တဲ့ဆိုတာတီးစီနိုင်လောက်အောင်မဟုတ်ပဲနဲ့အဲ့လိုလက်နဲ့ထိရင်ကျင်တာတို့အဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေဒီမှာတစ်ခါနဲ့ရှင်းပြပါမယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာground ကျွန်တော်မချထားဘူးဒီအဆောင်ဆိုလို့ရှိရင်တော့ဆက်ချိုးဖို့အတွက်ဆောက်ထားတဲ့အဆောင်မှာ ground မချရသေးဘူးအဲ့တော့ ground ချတဲ့အခါမှာဆိုတော့ကျွန်တော်ဒီတိုင်းသုံးမယ်အခုလောလောဆယ်မှာကျတော့ဒီကနှစ်ကောင်ဖြစ်တဲ့အတွက်ဂျားထဲမှာဗာလေးလို့မယ်ဆိုရင်ခေါင်းပြောင်းလေးလို့မယ်အဲ့တော့ဒီခေါင်းပြောင်းလေးမှာလည်းတွေ့တဲ့ခေါင်းပြောင်းကိုကောက်ပြီးတော့တက်လိုက်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်လေးကြည့်လိုက်မယ်နော်အဲ့တော့မြင်ရလားမသိဘူးနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူက10 ampere ပေါ့နော်ဒီမှာ10 ampere 250 volt ပေါ့နော်ဒီလိုလေးရှိမှာအရေးလေးကွယ်နေလို့เนาะအဲ့တော့10 ampere 250 volt ဆိုတာစာလေးပါတယ်အဲ့ဒီစာလေးပါတဲ့အတိုင်းပဲခေါင်းပြောင်းလေးမှာလည်း10 ampere ကိုနိုင်ရမယ်ခေါင်းပြောင်းလေးမှာလည်းကျွန်တော်တို့ဒီမှာ10 ampere 250 volt နိုင်တယ်10 ampere 250 volt နိုင်တယ်ခေါင်းပြောင်းလေးပဲဖြစ်ရမယ်အဲ့တော့တခြားခေါင်းပြောင်းတွေရောမရဘူးလားဆိုလို့ရှိရင်တခြားခေါင်းပြောင်းတွေကသုံးလို့တော့ရနေလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းလှုပ်ဆွဲတဲ့အခါတွေမှာမကောင်းဘူးပေါ့နော်ကိုကဒီ set ကြီးကို30လောက်ကြီးသုံးထားပြီးဒီခေါင်းပြောင်းလေးလာပြီးတော့ချွေတာနေနဲ့ကောင်းကောင်းလေးဝယ်လိုက်ပါနော် Okay အဲ့တော့ကျွန်တော်ဒီမှာခေါင်းပြောင်းလေးတက်လိုက်ပြီOkay အဲ့တော့เนาะတက်လိုက်ပြီအဲ့တော့တက်ပြီးသွားတဲ့ခါမှာကျွန်တော်ဒီမှာဆက်ကိုဒီတိုင်းထိုးလိုက်မယ်เนาะ plus ထိုးလိုက်မယ်ထိုးပြီးသားတဲ့ခါမှာကျွန်တော်ဆက်ကိုဖွင့်ကြည့်လိုက်အောင် Okay ဖွင့်လိုက်ပြီเนาะ
โอเคစက်ကအလုပ်လုပ်လာပြီအဲ့တော့အလုပ်လုပ်လာတဲ့အချိန်မှာဆိုလို့ရှိရင်တို့စမ်းသပ်ဖို့အတွက်ဆိုရင်ဓာတ်လိုက်လားမလိုက်လားဆိုတော့လက်နဲ့ကင်ကြည့်လို့လည်းရတယ်လို့လက်နဲ့ကင်ဆိုဒီဟာတွေပြောတာမဟုတ်နော်လက်နဲ့ကျင်နေလားဒီလိုအဖျားအနာလေးတွေကျင်လားအဲ့လိုစမ်းကြည့်လို့လည်းရတယ်လို့တိတိကျကျသိကျင်လို့ရှိရင်ဒီကောင်လေးနှစ်ခုတွေကကြိုက်တဲ့တစ်ခုနဲ့စမ်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကကြောင့်တော့ဒီ tester pin လေးနဲ့ဒီလိုစမ်းကြည့်လိုက်မယ်စမ်းလို့မီးမိတ်မိတ်လေးလင်းနေတယ်ဆိုတော့အဲ့ဒါလူကိုနည်းနည်းကျင်ကျင်လေးဖြစ်နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလက်စစ်စီးစီရဲ့စတီယိုဘာလို့မှထိလိုက်မယ်ထိပြီးသွားတဲ့အခါမှာကျွန်တော်ဒီမှာအပေါ်ကလက်ကိုထိရမယ်နော်ဒီပေါ်ကလက်ကိုထိလိုက်မယ်ထိလိုက်တဲ့အခါမှာမီးလင်းရမယ်ပေါ့နော်မလင်းဘူးအဲ့တော့မလင်းဘူးဆိုရင်ဒီကောင်ဒီလက်စစ်မစီးမဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်မှာဆိုရင် background မှာခြားကြရမလို့ဒီအနေထားမှာပေါ့နော်โอเคအပေါ်လိုက်ဆန်းကြည့်မယ်တကယ်လို့ကိုမှဒီလို tester pin မရှိဘူးဒီလို digital meter ပဲရှိတယ်ဆိုလို့ရှင်တော့ဒီမှာACU ပေါ့နော်950ပို့ချိန်ထားလိုက်မယ်အဲ့တော့ကျွန်တော်ခါတိုင်းတိုင်းတဲ့ခါတွေမှာဆိုလို့ရှင်တော့ ACU ကိုအမြင့်ဆုံးအမှတ်ထစ်ထားတယ်ပေါ့နော်ကိုယ့်ရဲ့ digital meter မှာပါ300ဆို300အမြင့်ဆုံးအမှတ်ထစ်တိုင်းတယ်အခုကကျွန်တော်တို့ဒီတက်လိုက်တာမလိုက်တာအဲ့ကျင်လေးပေါ့နော်တက်လိုက်တာလို့မပြောတော့လျှက်စစ်စီးတဲ့ဟာတီလေး current တီးတဲ့အတွက်ကြောင့်လို့ပို့တည်တဲ့အတွက်ကြောင့်လို့950လောက်နဲ့ထားပြီးတော့တိုင်းမယ်အဲ့တော့950ကိုဒီမှာတစ်ဖက်ထားမယ်ပြီးရင်ဒီအချို့ဆက်ရဲ့ကိုယ်ထဲမှာကြာတော့ဒီအနီရောင်ပင်လေးကိုလက်စစ်စီးရဲ့ဟာကိုတစ်ခုသွားလိုက်မယ်ပြီးရင်ဒီအနက်ရောင်ပင်ကိုကြာတော့တို့ဒီဗရင်းပေါက်ရဲ့တန်တန်းဒါမှမဟုတ်တကားပေါက်တည်ရဲ့တန်တန်းဒီမှာထိရမယ်ဗရင်းပေါက်ရဲ့တန်တန်းဆိုရင်တော့ပိုကောင်းပြီပေါ့နော်အဲ့ဒီတန်တန်းကိုထိလိုက်တဲ့အခါမှာဒီမှာဘုတ်တန်ပိုလေးပြနေလိမ့်မယ်အဲ့တော့အခုကျွန်တော်ဒီမှာ view ရိုက်တာဒီထဲမှာတန်တန်းမပါသေးလို့ပေါ့နော်အဲ့အတွက်ကြောင့်တော့ ground ယူလို့မရဘူးဖြစ်နေတာတကယ်လို့အဲ့လိုယူလိုက်တဲ့အခါမှာဒီနားမှာ0 to 5 volt ဆိုရင်ခုနလိုကျင်လေးဖြစ်နေမယ်5ကနေ10လောက်ဆိုလို့ရှိရင်တော့ ground ချမှပိုကောင်းတယ်ပေါ့နော်အဲ့တော့တချို့ဆက်တွေကဘာလို့ကြလဲဆိုတော့အဲ့လို ground ချဖို့ဆိုပြီးတော့ဆက်ရက်ကိုတွေ wire လေးလိမ်ပြီးတော့နံရံနဲ့တွားပြီးတော့တွေ့လိုက်တယ်အဲ့လိုမျိုးအဲ့တော့လိုက်တာတော့မလိုက်တော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာမလိုက်တော့ဒါပေမဲ့ငိုးချိုးဝင်တာတွေပါဆိုရင်အရင်အနည်းများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လက်စကိုဂယူတစားရင်းနဲ့လုပ်ပေးပါဒါဆိုရင်ကျွန်တော် ground ချပေးရတယ်ဒီကောင်းပြောင်းကိုပြန်ပြီးတော့မသုံးတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးလုပ်မှာပါအဲ့တော့အခုဒီအပိုင်းလေးမှာဆိုလို့ရှိရင်တော့ခုံစင်တဲ့အပိုင်းရဲ့အချုပ်ဆက်ကိုတက်စစ်တက်တဲ့အပိုင်းတွေအကုန်လုံးပြီးသွားပြီပေါ့နော်နောက်တစ်ပိုင်းမှာတော့ဆက်ရဲ့အသုံးပြုပုံအသေးစိတ်ဒီပါတဲ့ function တွေအကုန်လုံးပြောပြမှာဖြစ်ပါတယ်ဆက်အသုံးပြုနည်းပြပြပြီးသွားတဲ့အခါမှာဒီဆက်ကိုအသုံးချပြီးတော့ projector တွေနဲ့ဆက်ချုပ်မယ်ကွန်ပျူတာမှာပတ်တန်ဆွဲတဲ့ software တွေနဲ့ link ချိတ်ပြီးတော့အကုန်လုံးလုပ်ပြသွားပါမယ်အဲ့တော့ဆောင်းမြောင်ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ